ကျွန်တော်တို့လုပ်တဲ့အလုပ်ကအင်မတန်ပြင်းပါတယ်ကျွန်တော်တို့ကတိုင်းပြည်ကိုပြောခဲ့တဲ့အတိုင်းလုံးဝလွတ်လပ်ရေးကိုကျွန်တော်တို့ရအောင်လုပ်မယ်ဆိုတဲ့အတိုင်းအဲ့ဒီလုံးဝလွတ်လပ်ရေးကိုကျွန်တော်တို့သုံးပြခဲ့ဒီလုံးဝလွတ်လပ်ရေးကိုသုံးပြပြီးတဲ့နောက်ကျွန်တော်တို့ဒီတိုင်းပြည်ကိုကြေညာထားတဲ့အတိုင်းတစ်နှစ်တွင်းလုံးဝလွတ်လပ်ရေးရအောင်လုပ်မယ်ဆိုတာလည်းပဲကျွန်တော်တို့လုပ်နေရအဲ့လိုကြိုးစားမယ်ဆိုပြီးကျွန်တော်တို့လုပ်ဒီလိုလုပ်နေတဲ့အတိုင်းကျွန်တော်တို့လုပ်တဲ့လုပ်ငန်းကအောင်မြင်မလဲမအောင်မြင်ဘူးလားစအခုနဲ့ကဘယ်သူမှမပြောနိုင်သေးဘူးဘာဖြစ်လို့လဲဆိုရင်အချိန်နေလိုပါသေးတယ်ကျွန်တော်တို့နေတဲ့လုပ်ငန်းတွေကမပြီးသေးပါပြီးလာတဲ့တနေ့ပဲခင်ဗျားတို့မြင်လာတဲ့တနေ့ပဲကျုပ်တို့လုပ်ငန်းတွေကအောင်မလားမအောင်မလားဆိုခင်ဗျားတို့မြင်နိုင်ပါပဲအဲ့တော့အခုနဲ့ကမှကျွန်တော်ဘာမှသိပြီးတော့ကကြီးကျယ်ကျယ်တော့မနေလိုပါဘူးအဲ့ဒီလိုလွတ်လပ်ရေးရအောင်ကျုပ်တို့ကလုပ်တဲ့နေရာမဲ့အလွယ်ဆုံးအကောင်းဆုံးအေးဆုံးနည်းကိုကျွန်တော်တို့ရှားတယ်အဲ့ဒီလိုရှားတာကိုကျုပ်တို့ကိုဘာအပြစ်ပြောစရာခင်ဗျားတို့ရှိတယ်အလွယ်ဆုံးအေးဆုံးအကောင်းဆုံးနည်းတွေနဲ့ကျွန်တော်တို့လွတ်လပ်ရေးကိုရအောင်ရှားတဲ့နေရာမဲ့ဘယ်သူတွေကဘာပြုတ်ကျုပ်တို့ကိုအပြစ်တင်နေရတာလဲကျွန်တော်တို့ပမာပြည်မဲ့ပေါ်ခဲ့တဲ့နိုင်ငံရေးဖွဲ့တွေကျွန်တော်တို့ပမာပြည်မဲ့ပေါ်ခဲ့တဲ့နိုင်ငံရေးကောင်းဆောင်တွေအားလုံးကိုတယောက်စီခင်ဗျားတို့စိတ်ကူးတယ်မဲ့တင်ပြီးတော့ကမာတိကဆင်ပြီးစဉ်းစားကြည့်သမ်းပါဟုတ်လားဘယ်လိုလူသားတွေလဲဘယ်လိုအဖွဲ့လဲဆိုတာခင်ဗျားတို့အဲ့ဒီခါမှာဖြေထွက်လာအခုနဲ့ကံမဲ့ကျုပ်တို့ကအစိုးရလုပ်နေတဲ့အချိန်ကမျိုးဖြစ်ဟုတ်လားဘယ်ဆိုရမှလည်းကျွင်းခြင်းမရှိတဲ့ဆိုရလို့မရှိတော့တော့လည်းတိုင်းပြည်အပေါ်မဲ့ဒေသနာရှင်းထားပြီးတော့ကတစ်စင်းနဲ့တစ်စင်းကျွန်တော်တို့လုပ်လာတဲ့လုပ်ငန်းကတိုးတက်လားမတိုးတက်ဘူးလားဆိုခင်ဗျားတို့ပြန်ကြည့်ပါဒီတော့ကလွတ်လပ်ရေးဆိုလို့ခင်ဗျားတို့ကိုကျွန်တော်ပြောပြအောင်လွတ်လပ်ရေးဆိုတိုင်းပဒေသာပင်မြေကမပေါက်နိုင်ဘူးဆိုတာကိုခင်ဗျားတို့ကိုကျွန်တော်ရှင်းခဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ခင်ဗျားတို့စိတ်ထဲမဲ့လွတ်လပ်ရေးရတော့မဲဆိုလို့ရှိရင်ဟုတ်လားစိတ်ကူးကဘယ်နဲ့စိတ်ကူးကြလဲဆိုရင်ပဒေသာပင်ကြီးချက်ချင်းပေါက်လာတော့မလို့နေချင်းညာချင်းပေါက်လာတော့မလို့ခင်ဗျားတို့ရှင်းကြတဲ့လူတွေများကြဟုတ်လားတချို့ကလည်းပဲလွတ်လပ်ရေးရပြီဆိုပြီးတော့ဘာလုပ်ကျင်လဲဆိုတော့ကကျွန်တော်တို့အရင်တခါတုန်းကတွေ့ခဲ့တာဟိုဒါဂျပန်ခေတ်တုန်းကဂျပန်ခေတ်ဗမာလွတ်လပ်ရေးပေါ့ဘုရားသူကြီးဗမာလွတ်လပ်ရေးတုန်းကအဲ့ဒီတုန်းကဆိုလို့ရှိရင်လွတ်လပ်ရေးရပြီဆိုပြီးတော့ဟုတ်လားအင်္ဂလန်နယ်ဘက်မှာကျွန်တော်တွေ့ခဲ့ဘာတွေ့လဲဆိုလို့ရှိရင်လမ်းမပေါ်မှာစီးလှမ်းလွတ်လပ်ရေးရပြီကွာဆိုပြီးတော့ဟိုလူတကာသွားတဲ့လမ်းမပေါ်မှာထွက်ပြီးတော့စီးရီထမ်းအဲ့တော့ကဒီလမ်းတော်လမ်းလှုပ်တဲ့လူတွေအတော်ခွာကြအဲ့ဒါဟာလွတ်လပ်ရေးမဟုတ်လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်ကဘာလဲလွတ်လပ်ရေးဆိုတာဟာကိုတူတယောက်ကောင်းစားဖို့ဖြစ်စေတမျိုးလုံးကောင်းစားဖို့ဖြစ်စေလုပ်တဲ့နေရာမဲ့တခြားတူတယောက်ရဲ့အကျိုးကိုမထိခိုက်ပဲနဲ့ဟုတ်လားတခြားလူတွေရဲ့အကျိုးကိုမထိခိုက်ပဲနဲ့လွတ်လပ်ကိုတိုးတက်မှုအတွက်လုပ်နိုင်တာလွတ်လပ်ရေးပဲတခြားလူမျိုးတခြားလူတွေရဲ့အကျိုးကိုမထိလို့ရှိရင်အနောက်အကျမထိကြဘူးတိုင်းပြည်တပြည်လုံးရဲ့အကျိုးကိုမထိခိုက်ဘူးတခြားလူတွေရဲ့အကျိုးကိုမထိခိုက်ဘူးဆိုရင်ခင်ဗျားလွတ်လုပ်နိုင်တဲ့အခြေအနေရှိရတော့တော့လည်းပဲသူများနိုင်ငံရဲ့လွတ်လပ်ရေးကိုသွားနှောင့်ယှက်တဲ့လွတ်လပ်ရေးကိုမဟုတ်အဲ့ဒီကဘာလဲဆိုရင် license court ဒါရန်ကမှုများမှာဖြစ်ဒီတော့လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်ဟာပြီးမဲ့ကမ်းမဲ့သဘောမျိုးမဟုတ်ပြီးနဲ့ကမ်းတဲ့သဘောမျိုးတာလည်းဖြစ်ပြီးနဲ့ကမ်းတဲ့ရှိမှတည်းလွတ်လပ်ရေးဆိုတာလည်းပဲဖြစ်နေအဲ့တော့လွတ်လပ်ရေးဆိုတာကိုကျွန်တော်တို့ရတဲ့ခံမှာနားလည်မှာကငါတို့တိုင်းပြည်ဟာပိုပြီးစည်းကမ်းရှိဖို့လိုတယ်ဟုတ်လားလွတ်လပ်ရေးရအောင်လဲငါတို့တိုင်းပြည်လွတ်လပ်ရေးရအောင်လဲပဲစည်းကမ်းရှိနဲ့လုပ်ရမယ်အဲ့ဒီလိုအားဖြင့်စည်းကမ်းသဘောတွေနားလည်ပြီးအလုပ်စည်းနဲ့ကမ်းနဲ့အလုပ်လုပ်တတ်မှာလွတ်လပ်ရေးဆိုတာကိုခင်ဗျားတို့တကယ်ရ